SD182 ဆိုတဲ့ဒီကလမီတာလေးနဲ့အတန်မီစကေးတိုင်းမယ်ဆိုလို့ရှိရင်ဒီ selector ကိုဒီနေရာလေးမှာထားရမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာလေးမှာရွှေ့လိုက်မယ်ပြီးရင်ဒီ screen မှာဒီအတန်မီစကေးသင်္ကေတလေးဒီ screen မှာပေါ်လာကြည့်မယ်မပေါ်သေးဘူးဆိုလို့ရှိရင်ဒီ set ဆိုတဲ့ခလုံးလေးကိုကျွန်တော်တို့ကနှိပ်ပြီးတော့ဒီမှာပေါ်အောင်လုပ်မယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ဒီမှာပေါ်လာကြည့်မယ်မပေါ်သေးဘူးမပေါ်သေးရင်ဒီကောင်လေးကိုဆက်ပြီးတော့နှိပ်မယ်ဒီမှာဆိုလို့ရှိရင်ဒါအတန်မီစကေးပုံစံလေးဒီမှာပေါ်လာပြီเนาะဒီမှာဒီသင်္ကေတလေးဒီနေရာလေးမှာပေါ်လာပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမီတာ product နှစ်ခုကိုပူးကြည့်လိုက်မယ်ပူးလိုက်လို့ရှိရင်ဒီမှာအတန်မြည်မယ်ဒီမှာမီးလေးလဲလင်းလာလိမ့်မယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအတန်မီစကေးစပြီးတော့တိုင်းလို့ရပြီဖြစ်တယ်เนาะဒါကျွန်တော်အခုပြပေးတဲ့မီတာလေးကဒီမှာဈေးနှုန်းသက်သာပြီးတော့ပေးရတဲ့ဈေးနှုန်းနဲ့ရှင်မယ်ဆိုလို့ရှိရင်ပြန်ရတဲ့ quality လေးလည်းတင့်တဲ့ SD182 ဆိုတဲ့ကလမီတာလေးဖြစ်တယ်ဒီကလမီတာလေးကိုအသုံးပြုချင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အခုပြပေးထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်เนาะဒါကျွန်တော်ခုပြပြပေးတဲ့အကြောင်းအရာလေးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘူးတုဒတစ်စုံတရာရရှိတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့ comment မှာတစ်ခုခုမှန်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ